မင်္ဂလိဆိုတာနဲ့အိမ်ထဲမှာပဲအိမ်မှုကိစ္စတွေနဲ့ရှင်ကုန်နေရမှာလားနှုတ်ဖက်နေတဲ့စာအုပ်လေးတွေကအကြောင်းအရာလေးတစ်ခုပြောပြပေးမယ်နော်ရိုးရိုးအဆင့်တန်းဂုံတိတ်ကရှိတဲ့မင်္ဂလိတယောက်ရဲ့နေရာမှန်ကအိမ်ထဲမှာပဲတဲ့တကယ်လို့အငတ်ပေးကြုံလာရဲဆိုရင်တော့ရင်ကျေးတိမ်မွေးစွာနဲ့ဂုံတိတ်ကရှိအငတ်ခံရမယ်တဲ့လေဒါလေးကြားပြီးတော့နှုတ်ငငယ်ဆယ်တန်းတက်မယ်လို့ကြားပြီးတော့ရွာကစင်မျိုးတွေကအတန်းပညာတွေဘာလို့ထားနေမှလဲအပိုပဲမင်္ဂလိဆိုတာအရှင်တန်ရင်မိဖို့ရှောင်းထဲမှာပဲအရှင်ကုန်ရမှာလေဟိုးလွန်ခဲ့တဲ့နှစ်တွေကနေအခုထိလူတော်တော်များများကမင်္ဂလိဆိုတာအိမ်မှုကိစ္စနဲ့အိမ်တော်ပြုတောင်းမွေးလုပ်ရမယ်လို့ယူဆကြတော့ပဲနင်တို့အမြင်ကတော့မင်္ဂလိဆိုတာအိမ်မှုကိစ္စတွေနဲ့ပဲအရှင်ကုန်ခံမသိတယ်လို့မှန်ကန်တဲ့အလုပ်တစ်ခုလုပ်ရုံနဲ့လေဂုံတိတ်ခါပြတ်မသွားဘူးလို့ထင်တယ်နော်တကယ်တော့ကဘာမှာယောက်ျားတွေထက်ထူးချွန်တက်မြတ်တဲ့မိန်းမတွေအများကြီးပါသူတို့ကအိမ်မှုကိစ္စတွေလုပ်နေလို့စံပြပုဂ္ဂိုလ်တွေဖြစ်လာတာမဟုတ်ပါဘူးနော်ယောက်ျားတွေနဲ့တန်းသူရင်မောင်တန်းရင်အလုပ်တွေလုပ်ရင်းနဲ့ကွန်ပျူတာထိုက်တဲ့စံပြပုဂ္ဂိုလ်တွေဖြစ်လာတာပါနော်ခုတို့ပြောတာလေးတွေကအမှားပါနေရင်ပေါ်မှာပြောခဲ့သလိုပဲတကယ်လို့စာဝတ်နေရင်အငတ်ပေးကြုံလာရင်အိမ်ထဲမှာပဲဂုံတိတ်ခါရှိအငတ်ခံမလားဟုတ်ကဲ့ပါဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးလူကြီးမင်းတို့အမြင်လေးတွေကိုလည်းပြောသွားပေးကြပါဦးနော်